မေဂျာလီရှစ်ဖနက်ဆုရှင်မက်ဆီနာမည်ကျော်အချီတင်းသားအသင်းကောင်းဆောင်မက်ဆီကဒီယာဒီမေဂျာလီပြိုင်ပွဲမှာရှစ်ဖနက်ဆုကိုစုကူနိုင်ခဲ့ပြီးတော့သူ့ရဲ့ဆုဖလားပြကမှာမေဂျာလီရှစ်ဖနက်ကိုပါသိမ်းဆည်းနိုင်ခဲ့ပါတယ်။အီတာမယာမီအသင်းကောင်းဆောင်မက်ဆီကနေဗက်အသင်းကို9-2နဲ့အနိုင်ရတဲ့ပွဲမှာဟတ်ချစ်သွင်းပြီးတဲ့နောက်မှာတော့အခုယာဒီမေဂျာလီပြိုင်ပွဲရှစ်ဖနက်ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။မက်ဆီအနေနဲ့အခုပွဲမှာဟတ်ချစ်ပါဝင်ဂိုးဖန်တီးမှုတစ်ချိန်ပြုလုပ်ခဲ့ပြီးတော့မေဂျာလီပုံမှန်ယာဒီ28ပွဲမှာ29ဂိုးသွင်းပြီးတော့ရှစ်ဖနက်ဆုကိုရရှိခဲ့တာပါ။ဘောလုံးဆုကိုစံချိန်တင်8ချိန်ထိရရှိထားတဲ့မက်ဆီကအီတာမယာမီအသင်းကို2023ဇွန်လကရောက်လာခဲ့ပြီးတဲ့နောက်မှာတော့မေဂျာလီပြိုင်ပွဲမှာရှစ်ဖနက်ဆုကိုပထမဆုံးအကြိမ်ဆုခိုးခဲ့တာပဲဖြစ်ပါတယ်။ Nashville အသင်းရဲ့ပွဲကမက်ဆီရဲ့ hat-trick ဟာအီတာမယာမီကစားသမားဘဝမှာဒုတိယမြောက် hat-trick ဖြစ်ပြီးတော့ပရိုကစားသမားဘဝမှာတော့အကြိမ်60မြောက် hat-trick ဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်လို့သိရပါတယ်။မေဂျာလီပုံမှန်ရာသီမှာမက်ဆီ29ဂိုးချက်ဂိုးသွင်းထားတဲ့သူတွေကတော့ကာလော့စ်ဗီလာ34ဂိုးရိုဆက်မတ်တီနဲ့32ဂိုးနဲ့အီဘရာဟီမိုဗစ်30တို့ပဲဖြစ်ပါတယ်။မက်ဆီကအခုမေဂျာလီပုံမှန်ရာသီမှာ29ဂိုးနဲ့ဂိုးသွင်းအများဆုံးဖြစ်ခဲ့တယ်လို့ဂိုးဖန်တီးမှုမှာလည်း19ချိန်နဲ့အများဆုံးဖြစ်ခဲ့ပါတယ်။မက်ဆီအနေနဲ့2025မေဂျာလီပုံမှန်ရာသီမှာသွင်းဂိုးနဲ့ဂိုးဖန်တီးမှု2ခုပေါင်း48ချိန်ထိရှိခဲ့ပြီးတော့မေဂျာလီပုံမှန်ရာသီစံချိန်ဖြစ်တဲ့ကာလော့စ်ဗီလာ49ချိန်ရဲ့စံချိန်ထက်တစ်ချိန်သာလျော့နေခဲ့တာပါ။